MM Blocks Academy ရဲ့ Trading Masterclass Chapter 9 Common Trading Mistakes ဆိုတဲ့အကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့စီမှာအရှိရ chapter တွေကိုကြည့်ပြီးတော့ပြင်ဆင်လာခဲ့တဲ့အခါမှာ trading လုပ်ဖို့အတွက် market ထဲမှာကိုကဘယ်နေရာမှာ trade ဝင်မယ်ဘယ်နေရာမှာtrade ကိုဘယ်လိုမျိုးဝင်ရင်ဘယ်လောက်ထိရနိုင်လဲဆိုတဲ့ trading plan တစ်ခုကျွန်တော်တိစောက်ပြီးသွားပြီဖြစ်ပါတယ်။အဲ့တိစောက်ပြီးသွားတဲ့ trading plan ကိုအဓိကတော့ဘာလုပ်ရမလဲဆိုတာသိသွားပြီပေါ့။ဆိုတော့ဒါမဲ့ကျွန်တော်တို့ဒီမှာ gap လေးတစ်ခုရှိလိမ့်မယ်။ဘာလဲဆိုတော့အဲ့ဘာလုပ်ရမလဲဆိုတာသိတာနဲ့ကိုတကယ်လုပ်ဖြစ်တဲ့ဟာနဲ့ကြားထဲမှာ gap လေးရှိတယ်။အဲ့ gap လေးတွေကကြတော့ကျွန်တော်တို့ကအတွေ့အကြုံရယ်ပြီးတော့ back testing များပို့လုပ်ဖို့ရယ်နဲ့ပြန်ပြီးဖြည့်သွားပြီးတော့ပေါင်းစည်းသွားပါဆိုတော့အဓိကတော့အစောပိုင်းပထမကျွန်တော်ရှာဖွေနေတာကြတော့ဘယ်လိုမျိုးဝင်ရမလဲဘာလုပ်ရမလဲဆိုတော့သိအောင်ရှာဖွေနေတာနောက်ပိုင်းကျရင်ကျွန်တော်တို့ကကျွန်တော်တကယ်လုပ်တဲ့ဟာနဲ့ပြောထားပြီးတော့ငါဒီလိုမျိုးလုပ်မယ်လို့ပြောထားတဲ့ဟာနဲ့တကယ်လုပ်တဲ့ဟာနဲ့ကိုတူအောင်လိုက်လုပ်ဖို့အတွက်ကိုကျွန်တော်အမြဲစူးစမ်းနေရမှာဖြစ်ပါတယ် so ပထမဆုံးအနေနဲ့ကျွန်တော်တို့အမှားအများဆုံးနဲ့ဒီစိတ်ထဲမှာမနေတတ်တာဆိုတော့အရှုံးနေအနိုင်နေကြတဲ့မှာမနေတတ်တာအများဆုံးကတော့ဒီ stop loss ရွှေ့တဲ့ကိစ္စဆိုကြပါကျွန်တော်တို့ကဒီမှာဘာလို့ဒီ market တစ်ခုပေါ်မှာကျွန်တော်တို့အနေနဲ့ trend line တစ်ခုကိုဝင်လို့ရှိရင်ကျွန်တော်တို့ trading plan ပါပေါ့နော် trend line တစ်ခုတွေ့လို့ရှိရင် long လုပ်ရမယ်ဆိုကြပါစို့ကျွန်တော်တို့က long လုပ်ရမယ်ဆိုတော့ long လုပ်ရမယ့်ခါမှာဒီမှာသူကကျွန်တော်ဒီမှာထားထားရပါတော့ဆိုတော့ခါတိုင်းနေရာတွေကျွန်တော်ဒီလိုမျိုးနေရာတွေမှာ long လုပ်လို့ရှိရင်သူကဒီ1 to 3ရနိုင်တယ်ကျွန်တော်ရဲ့ trading plan back test လုပ်ထားတဲ့အချိန်မှာလည်းကျွန်တော်တို့1 to 3ရတဲ့ trade တွေရှိတယ်ပေါ့ဒါပေမဲ့တစ်ခေါက်မှကြတော့မရဘူးတစ်ခေါက်မှသူ fail ဖြစ်နိုင်မယ်အဲ fail ဖြစ်တဲ့အခေါက်ကြာရင်ကျွန်တော်တို့ကစပြီးတော့ဒီမှာနိုင်ဝါရနိုင်ပါရဲဆိုပြီးတော့ကိုကထင်လိုက်ပေမဲ့စပြီး fail ဖြစ်တဲ့အချိန်မှာကိုယ့်ရဲ့ stop loss ကိုဒီအောက်မှာထားတာဒီအောက်မှာငကို stop loss ကိုဒီမှာထားရခြင်းရဲ့ရည်ရွယ်ချက်နဲ့သဘောတရားကိုက trade ကဒီဟာကြီးကိုကျွန်တော်တို့ဒီ trend line ကိုတော့ဖောက်ဆင်းလာပြီဆိုခဲ့လို့ရှိရင်ကျွန်တော်တို့sentiment မှားပါရောကျွန်တော်တို့တွေးထားတဲ့ငကို original sentiment တခုလွဲသွားပြီဆိုတဲ့ဟာကိုပြောတာဖြစ်တယ်အဲ့မှာကျွန်တော်တို့ကအရှုံးမခံခြင်းလို့ဒီ trade ကြီးကိုပိတ်မသွားခြင်းလို့ဆိုပြီးတော့เนาะအဲ့တော့ light ပိတ်မသွားခြင်းလို့ဆိုပြီး light ရွှေ့တဲ့ပြဿနာအဲ့ဒါကဘာလဲဆိုတော့တော်တော်စူးစူးဝါးဝါပဲလုံးဝမလုတ်ပါနဲ့ဖြစ်နိုင်လို့ရှိရင်အဲ့အကျင့်ကိုတော့လုံးဝမစမိစေနဲ့လုံးဝဖျောက်ပါအဲ့ဒါအကျင့်ပါသွားလို့ရှိရင်ပိုဆိုးသွားလိမ့်မယ်ဆိုတော့ဒါကိုကျွန်တော်တို့ကဒေါ်လာ100လို့ဆိုကြပါစို့ကျွန်တော်ရဲ့အရင်ပေါ့အဲ့မှာဒီဒေါ်လာ100ကိုအရှုံးမခံခြင်းလို့ဆိုပြီးတော့ကြာလာတော့ trade ကကိုနားလေးရောက်လာတော့သွားပြီးတော့ cancel လုပ်လိုက်တဲ့ order ကို stop loss ကို cancel လုပ်လိုက်ပြီးတော့အောက်ကိုနည်းနည်းထပ်ရွှေ့တာတခါထပ်ပြီးတော့လုပ်တယ်ထပ်ရွှေ့တာတမန်ဆိုတော့အဲ့ဒါကဘာဖြစ်လဲဆိုပြဿနာပါလဲဆိုတော့ကိုကရွှေ့သွားရင်လည်းသူကအခုဒေါ်လာ250လောက်ထိဆုံးရှုံးနေပြီတမန်ဆိုတော့ဒေါ်လာ250လောက်ထိဆုံးရှုံးနေတဲ့အခါမှာပြဿနာတော့ဘယ်အချိန်မှပြန်လှည့်မလဲဆိုတဲ့ဟာကိုကျွန်တော်ကမသိအောင်ဒေါ်လာ250ကနေပြီးတော့အခုဒီကဒေါ်လာ300 400 500 600တက်မှာနောက်ဆုံးကိုယ့်အကောင့်တွေက margin call တွေထိပြီးတော့ပတ်သက်နေတာကုန်သွားပြီပြီးတော့ဝုန်းဆိုတော့ပြန်ဆောင်တက်သွားဆိုလို့ရှိရင်အဲ့မျိုးကြရင်ကိုယ့်ရဲ့ဒီ psychological ကိုလာပြီးတော့ပို့ပြီးတော့ထိခိုက်စေတယ်ကိုကရမယ့်ဟာမရလိုက်လေချင်းတမန်ကိုကမရှုံးရမယ့်ဟာရှုံးလိုက်တယ် application အရှိမကိုကငကိုတည်းကရှာတာ1 to 3ရင်မြတ်ထား300 600တခါလေ trade တစ်ခုနဲ့ပြန်ပြီးပြောင်းသွားလို့မရအောင်အဲ့ကြောင့်ကျွန်တော်ရဲ့ stop loss ကိုငကိုတွေကရည်ရွယ်ချက်ကိုက stop loss ထားခြင်းဒီ stop loss ကိုထိသွားပြီးရင်သူပြန်လှည့်ကောင်းလှည့်သွားနိုင်တယ်ဒါပေမဲ့ထိသွားခြင်းဒီကျွန်တော်တို့တခြားမသိတယ်ကျွန်တော်မမြင်လိုက်တဲ့ sentiment ကျွန်တော်မမြင်လိုက်တဲ့တွေးခေါ်မှုတစ်ခုဒါမှမဟုတ်မမြင်လိုက်တဲ့ market ထဲကdata တစ်ခုခုကြောင့်ကျွန်တော်ဒီမှာဆိုလို့ရှိရင် data ဒီ 1.2.3 ဒီမှာတစ်ခုရှိတယ် resistance ကိုကျွန်တော်က neglect လုပ်လိုက်မိပြီးတော့ယူလိုက်မိတဲ့အချိန်မှာကျသွားတဲ့ဟာမျိုးဖြစ်တဲ့အတွက်ကျန်တဲ့ဟာတွေပေါ်မှာဒီ trade တစ်ခုကျွန်တော်လွမ်းလို့မရအောင်ဒါဒီကျွန်တော်အရှိမဒီလိုပုံစံတိုင်းဒါမျိုးဖြစ်တိုင်းသာကျွန်တော် trade လို့ရှိရင်3နေရာဘယ်လိုပြောလဲ probability ရကျွန်တော်ရဲ့ trading plan ထဲမှာဒါကိုကျွန်တော် back test လုပ်ပြီးသားဆိုတဲ့ဟာကိုကျွန်တော်ကနားလဲရမယ်ဒီ trade တစ်ခုရဲ့ edge trading plan ရဲ့ edge ကိုကျွန်တော်သိရမယ်ဆိုတော့10ကားမှာဘယ်နှခါလောက်ကတော့မှန်နိုင်တယ်ဆိုတဲ့ဟာကိုသိပြီးသားဖြစ်တဲ့အတွက်ဒါအခောက်တွေအများကြီးရမှာတစ်ခုပဲဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကလုံးဝမရွှေ့ပါနဲ့ stop loss ကို okay ဒုတိယတစ်ခုကကြတော့ကျွန်တော်တို့က stop loss ကို
အရန်အဲ့လိုမြန်ကြီး break even ကိုရွှေ့တဲ့အကျင့်ပေါ့နော်ဆိုတော့အဲ့ဒါကျွန်တော်အရင်တော့လည်းဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြတော့ဘယ်လိုလဲဆိုတော့ကျွန်တော်ကဒီဘယ်လိုပြောမလဲငါအိတ်ထဲကပတ်စံမပါသွားဘူးဆိုတဲ့ idea ကိုသဘောကျတာဆိုတော့ဘာလဲဆိုတော့ကျွန်တော်ခုဒီမှာဆိုလို့ရှိရင်ဒီ trade ကိုခုနလိုမျိုးပဲပေါ့နော်ကျွန်တော် trade ယူမယ်ဆိုတဲ့အခါမှာဒီအောင် break တဲ့နေရာလေးကျွန်တော်မှန်းပြီးယူလိုက်သွားပြီးတော့အပေါ်တက်သွားတဲ့အချိန်မှာကျွန်တော်က stop loss ကိုပြေးပြီးတော့တင်းဒီအောက်မှာကြဲဝန်းထားရင်ရရဲ့ပါရဲ့အတန်းတွေကိုကျွန်တော်ကသွားပြီးတော့မြန်သွားပြီးချုပ်လို့တောင်ဒီအပေါ်မြန်တင်လိုက်တော့ဘာဖြစ်လဲဆိုတော့သူကအဲ့အခုလိုမျိုးပြန်ကျလာတဲ့ခါကျရင်ကျွန်တော်ရဲ့ stop loss ကြီးကငကိုတွေကထားပါတယ်ဆိုတဲ့သဘောတရားကတော့ဒီအောက်ထိဆင်းလာမှသူ့ရဲ့ sentiment ပြောင်းမှာအဲ့ဒီမဆင်းလာသေးသူရသူကလို့ breed လုပ်နေလို့ရတယ်ဒီဟာပေါ်မှာသူ့ကိုပေးပြီးတော့လို့လှုပ်ရှားအောင်နော်ဆိုတော့အပေါ်ထိတက်လာပြီးတော့အောက်ထိပြန်ဆင်းလာနိုင်တယ်ပြီးပြန်တက်သွားနိုင်တယ်သူဖြစ်ချင်တာကိုဖြစ်လို့ရတယ် market ထဲမှာအဲ့တော့ကျွန်တော်နေရာပေးထားတာပေါ့ဆိုတော့အဲ့အတွက်ကိုကျွန်တော်တို့ဒါကိုစိတ်ထဲမှာနားလည်ရမယ်ပြင်ဆင်ထားရမယ်ဆိုတော့အဲ့ဒါတစ်ခါတလေကျရင်ဒီလိုမျိုးမဟုတ်ဖ ೇನೆ ပေါ့နော်ဒီနေရာမှာဝင်တာမဟုတ်ဖ ೇನೆ ကိုကဒီလိုနေရာမှာဝင်မိပြီးတော့ဒါဆိုလို့ရှိရင်တော့မှတော့ဒီအောက်ထဲထိတော့တော်တော်ဆင်းလာသေးတယ်ထားလိုက်ပါဒီလိုမျိုး scenario မဟုတ်ဖ ೇನೆ ဒီလိုမျိုးလေးဝင်ထားမိပြီးတော့သူအပေါ်လေးဝင်လိုက်ပြီးချင်းမှာစောင့်တက်သွားတယ်ဒါပေမဲ့ကိုကအဲ့ဒါယူစောင့်တက်ချင်မမြန်ကြီးသွားပြီးရွှေ့လိုက်တဲ့အခါမှာဒီလိုမျိုးလေးအဖျားခတ်သွားရင်ကိုကအရင်နှမျိုးကောင်းလားကိုဝင်ထားတဲ့ position အကောင်နော်ကိုဝင်ထားတဲ့ position အကောင်အဲ့ဒါလေးထိပြီးတော့ကိုကဘာမှမဟုတ်ဘဲနဲ့ဒီတိုင်းလွတ်ကျွတ်ထားတာအချိန်မျိုးတော့အချိန်တန်တော့ပေါ်စီတက်သွားမယ်ဟာကိုကျွန်တော်တို့ကသွားပြီးတော့လက်ကိုဟိုလိုရွပြီးတော့မြန်ပေါ့နော်အရှုံးမခံချင်တဲ့စိတ်တစ်ခုနဲ့ငါ market ထဲမှာမရှုံးกว่าဆိုရအမှန်တကယ်အဲ့ဟာဘာမှသုံးစားလို့မရဘူးတကယ်တမ်းဒီ 1% ရင်းမယ်ဆိုရင်ရင်းထားလိုက်အပြည့်အဝရဲဝုန်းရင်းထားလိုက်ဘာလို့လဲဆိုတော့ဒီဟာကဒီဟိုကျွန်တော်တို့ဝင်တဲ့ entry တွေအကုန်လုံးကကျွန်တော်က back test လုပ်ပြီးသားဖြစ်တဲ့အတွက်သူကမှန်တဲ့ probability ကကိုယ့်စီမှာရှိရမယ်ဆိုတဲ့ဟာမျိုးသိပြီးသားဆိုတော့ဒီ trade ကမှန်ညီမမှန်မယ်ဒီ trade ကဘယ်လိုဖြစ်သွားမလဲဆိုတော့ကျွန်တော်ဘယ်သူမှမသိဘူးဒါပေမဲ့အချိန်တန်တော့လို့တက်သွားတယ်မျိုးအဲ့တက်သွားတဲ့ဟာကိုတက်သွားတဲ့အချိန်မှာကိုပါသွားဘူးလို့အဲ့ဒါကို stop loss ကိုမြန်မြန်သွားပြီးချုပ်လို့လိုက်လို့ရှိရင်မပါသွားတော့ဆိုတော့အဲ့ဒီ common mistake နံပါတ်2ကကျွန်တော်က stop loss နဲ့ပတ်သက်တာပဲ stop loss ကိုရွှေ့တာဟုတ်နော်အဲ့နောက်တစ်ခုကကြတော့ကျွန်တော်တို့က trade setup ကိုတွေ့တယ်ဒါပေမဲ့မယူရဲဆိုတော့အဲ့မယူရဲဘူးဆိုတဲ့ဟာကြတော့ဘာကြောင့်လဲဆိုတော့ပြန်ပြီးတော့မေးရမယ်ပေါ့နော်ဆိုတော့အများသောအားဖြင့်ကတော့မယူရဲဘူးကျွန်တော်ကတော့တွေးလိုက်တယ်မယူရဲဘူးဆိုရင်ဘာကြောင့်အများဆုံးဖြစ်တတ်လဲဆိုရင်ကျွန်တော်တို့အဲ့ entry star ကိုကျွန်တော်ကအပြည့်အဝ back test မလုပ်ထားလို့ဖြစ်စေဒါမှမဟုတ်ရှင်အရှိမတောက်လျှောက်ရှုံးထားတာ3-4 ကောင်နောက်ဝင်10ကောင်လောက်ထိပေါ့9ကောင်6ကောင်လောက်ထိဇက်တိုက်ရှုံးထားလို့ဖြစ်စေအဲ့နှစ်ခုကြောင့်ဖြစ်နိုင်တယ်ဆိုတော့နှစ်ခုမှာပထမတစ်ခုဒီဟို training plan ကိုကနားသိမ့်မလဲလို့ဒီတဘောဒီ free sign break time ယူတယ်ဆိုတဲ့ training plan တခုကျွန်တော်ကတိစောက်ထားရဆိုကြပါစို့အဲ့မှာဆိုလို့ရှိရင်ကျွန်တော်ကဒါကို break သွားရတဲ့နဲ့မယူရဲဘူးဆိုတာဘာဖြစ်လို့လဲဆိုရင်အရှိမဒီဆိုပါအရှိမကျွန်တော်တို့မိထားတဲ့ trade နှစ်ခုသုံးခုပေါ့အဲ့လိုမျိုးဟာဘယ်လိုမျိုးဖြစ်ထားခဲ့လို့လဲဆိုတော့ဒါ break သွားတယ်ဆိုကြပါစို့ဒီမှာဆိုတော့ break သွားတော့အဲ့လိုမျိုး trade တခုမှာကျွန်တော်တို့ကပူနွေးနွေးပေါ့နော်အဲ့မှာ trade တယ်ဒီလိုမျိုးပဲ break သွားတယ်ပြန်ဆင်းလာတယ်ကျွန်တော်ရှုံးသွားတယ်အရှိတစ် trade ပေါ့နော်ရှုံးသွားတယ်နောက်တစ်ခါထပ်ပြီးတော့မျိုးစင်နူရေးမှာဒါမိုးနေရာမှာပေါ့အဲ့လိုမျိုးမှာကျွန်တော်တို့ကရှေ့မှာ break ထားတယ်ဝင်တယ်ပြန်ဆင်းလာတယ်ရှုံးသွားတယ်ဒါဆိုတော့ပူနွေးနွေး memories ကိုယ့်တကယ်ပတ်စံနဲ့ trade နေတဲ့အခါကျတော့ကိုယ့်ရဲ့ trading plan ထဲမှာဘယ်လောက်ထိကောင်းအောင်ဘယ်လိုပဲဖြစ်ဖြစ်ကိုကဒီ scenario နှစ်ခုသုံးခုတော့ဇက်တိုက်ကြီးအဲ့လိုကြုံလာလို့ရှိရင်ကိုယ့်ရဲ့ confidence ကျလာပါဒီမှာဆိုရင်ဆိုကြပါဒီလိုမျိုးမှာကျွန်တော်ကဒီတိုင်းပဲထပ်ပြီးဝင်လိုက်ပြီးတော့ကျွန်တော်တို့ trade ကအလုံးမဖြစ်ဘူးဆိုတော့အလုံးမဖြစ်တဲ့ trade 3-4 ခုဇက်တိုက်ကဆက်နေလို့ရှိရင်ကျွန်တော်တို့ကတကယ်အလုံးဖြစ်တဲ့ trade လိုမျိုးဝင်မဲ့အခါကျရင် confidence ကျနေတတ်တယ်ဆိုတော့အဲ့ဒါကိုလေကိုကအမြဲတမ်းဟိုသတိထားဖို့လိုတယ် trade ကိုတွေးလို့ရှိရင်တော့ကိုကရွေးချယ်ပိုင်ခွင့်အရင်မရှိဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရွေးပြီးမလုပ်ဘူးလို့ရွေးလိုက်တဲ့တခုကအလုံးဖြစ်သွားနိုင်တယ်ဆိုတော့အမြဲတမ်းကိုယ့်ရဲ့စိတ်ကိုတော့ဖြစ်နိုင်ရင်အကောင်းဆုံး neutral ပြန်ပြီးတော့လုပ်ပါဦးဒီပြီးရင်ဒါတွေကိုက entry ကိုမတေချဘူးဆိုရှင် back test ထပ်ပြီးတော့များလုပ်ပါအဲ့လိုလုပ်ချင်အပြင်ကိုယ့်ရဲ့ entry style တွေကိုတဖြည်းဖြည်းနဲ့သဘောပေါက်လာပြီးတော့ဒါကိုဝင်ရဲလာလိမ့်မယ်ပေါ့နံပါတ်4ဖြစ်အများဆုံးပြဿနာရကြတော့ trade setup မတွေ့ဘဲနဲ့အတင်းဝင်တာဆိုတော့ကျွန်တော်တို့အဲ့လိုတစ်ခါလေကြာရင်လူက
ဘာမှတော့မဟုတ်ဘူးဒါမဲ့အမျိုးစိတ်ထဲမှာကျွန်တော်တို့ပုံမှန်ဝင်ရမယ့်နေရာတွေကအခုဒီလူမျိုးနေရာတွေပေါ့ဆိုတော့လူမျိုးနေရာတွေကကျွန်တော်တို့ပုံမှန်ဝင်ရမယ့်နေရာတွေဒါဒီ1 2 3 4 5ဒါကျွန်တော်တို့ရဲ့ပုံမှန် trade ဝင်ရမယ့်နေရာမျိုး5ခုဆိုကြပါအဲ့လို5ခုမှာဘာမှလည်းမဟုတ်ဘဲနဲ့ဘာမှလည်းမရှိဘဲနဲ့အမျိုး trade ဒီလိုမျိုးပုံစံကိုမဟုတ်တော့ဘဲနဲ့ကိုယ့်အကိုအဲ့လိုအတင်းရုပ်ကို market ကဈေးဆိုထိုးကြတယ်ပေါ့ထိုးကြရတယ်ကိုနေရာရောက်တာနဲ့အတင်းစွတ်လှည့်ပြန်ခိုင်းတဲ့အဲ့လိုစိတ်တွေပါပေါ်လာလိမ့်မယ်ဆိုတော့အဲ့ဒါကြဘာဖြစ်တာလဲဆိုတော့ကျွန်တော်အဲ့ဒါကြတော့ရှုံးမဲတာလို့ပဲပြောလို့ရမှာဆိုတော့ဒီ trade တွေကmarket ကိုကအတင်းကြီးလိုက်သွားပြီး fight တာငါ trade တဲ့ဟာငါဒီမှန်ကုန်မှန်ရမယ်ဆိုပြီးကြဘာမှလည်း structure လည်းမရှိဘူးဘာ line မှလည်းမ break ဘူးဒါမှမ break လည်းမ break ဘူး structure လည်းမရှိဘူးဘာ confirmation မှလည်းမရှိဘဲနဲ့အတင်းနေရှောက်ဝင်ပြီးတော့တောက်လျှောက်ရှုံးတာဆိုတော့အဲ့ဒါကြောင့်မရှုံးနေမယ်ရှုံးတာဆိုတော့ training မှာကျွန်တော် chart ထဲမှာ chart တင်နဲ့ deal လုပ်တဲ့ခါမှာတကယ်တမ်းဘယ်တော့မှဆိုဘယ်သူမှမသိဘူးမသိတဲ့အတွက်ကျွန်တော်တို့ကအမြဲတမ်းဒါကကျွန်တော်တို့probability တခုအရာrisk ကိုကျွန်တော်အမြဲ expose လုပ်ပေးနေတဲ့သဘောမျိုးအဲ့လုပ်တဲ့အချိန်မှာဒီလိုမျိုးတွေသွားပြီးလုပ်လိုက်လို့ရှိရင်ကျွန်တော်တို့အရှိမနိုင်ထားတဲ့ရတာတဲ့ဟာတွေကနှမျောစရာကြီးရန်ကောင်းတယ်။ဘာလို့လဲဆိုတော့ဒီတစ်ခုတိုင်းမှာလည်းတစ်ခုတတိထားဖို့လိုတာပါလဲဆိုတော့ကျွန်တော်ရဲ့ risk to reward star က white ဆို3ဆိုလို့ချင်းကျွန်တော်ကဒီဟာဒေါ်လာ100ရှုံးတာမဟုတ်ကျွန်တော်ရှင်းကြမလို့ဒီရှုံးသွားတဲ့ဒေါ်လာ100မဟုတ်ဘူးဘာလဲဆိုရှင်ရှေ့မှာဒေါ်လာနောက်ထပ်300ရဖို့ chance တွေကျွန်တော်ဖြုံးတီးပစ်လိုက်တာ300ရဖို့ chance တွေကျွန်တော်ဖြုံးတီးပစ်လိုက်တာကိစ္စမရှိဘူးငါဒီမှာပတ်စံနေကြတာပဲလို့တွေးပေမဲ့ကျွန်တော်ကဒါကိုကြတော့အမျိုးကျွန်တော်ဒီပြစ်လို့ရရဲ့မြားလိုမျိုးပေါ့နော်မြားချောင်းရည်တွက်လေးနေကျွန်တော်ရည်သေးခြင်းနဲ့အဲ့မျိုးလေးနဲ့စိတ်ထဲမှာမှတ်စေခြင်းနဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကအရန်ကြီးလှုပ်ပြီးတော့မသေးကြတဲ့အချိန်ကြီးမှာသွားပြီးတော့မြားတွေကိုပစ်ချလိုက်လို့ရှိရင်အဲ့မြားတစ်ထောင်ကုန်သွားမယ်နှမျောတရားအဲ့လိုထက်ဆိုင်လုံးဝတေးကြတယ် startup လည်းတေးကြပေါ်တယ်เนาะကိုစမ်းထားတဲ့ဒီ training plan ထဲမှာလည်းပါတယ်တခြားဒီ head and shoulder တွေပါလို့သူ့ရဲ့ဒီ additional confluence တွေလည်းပါတယ်အဲ့လိုမျိုးနေရာ trade ကောင်းနေကြရင်ကိုကမဝင်ရဲတော့ပဲဖြစ်လိမ့်မယ်ဆိုတော့ဒီအရှိမကျွန်တော်တို့ဖြုံးနှီးပြလိုက်တဲ့ဟာနှစ်ခုကလူရဲ့စိတ်ကိုပါဆိုထိခိုက်စေတယ်ဆိုတော့နှစ်ခုကဒါဘာမှမဟုတ်ဘဲနဲ့ကိုယ့်ကိုရှုံးမဲပြီးတော့ trade လိုက်တဲ့ trade နှစ်ခုကဒေါ်လာ100ပတ်စံငွေကြေးရဒေါ်လာ100ဆို200ရှုံးသွားနိုင်တယ်ဒါပေမဲ့ကျွန်တော်အနေနဲ့စိတ်ဒီစုစည်းထားတဲ့အားပေါ့နော်ကျွန်တော်တကယ်ဒီ trade ကို execute လုပ်မယ်ဆိုရင် execution power မရှိတော့ဆိုတော့အဲ့ဒါဘယ်လိုလဲ side effect ကတော့ကြတော့အတိအကျကြီးအဲ့လို measure လုပ်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ trading လုပ်နိုင်တဲ့ ability ကိုရော့ကျသွားစေတယ်ပေါ့အဲ့ဒီခါမှာကိုယ့်ရဲ့ trading plan ကိုအမြဲ stick လုပ်ပါမတွေ့ဘဲနဲ့ရှောက်ပြီးတော့ငါဝယ်လိုက်တယ်တက်မှာပဲဆိုတဲ့ဟာမျိုးကြီးနဲ့အဲ့လိုကြီးစိတ်ကြီးနဲ့ထားပြီးတော့မ trade ပါနဲ့နောက်တစ်မျိုးကကြတော့signal ယူတဲ့လူနောက်ပြီးတော့ဒီ social trading မှာသူများ trade ထားတဲ့ဟာကိုလိုက်ယူတဲ့လူဒီမှာအများဆုံးဖြစ်ရတဲ့ပြဿနာအဲ့ဘာလဲဆိုတော့လွတ်သွားတဲ့ trade ကိုအတင်းနောက်ကလိုက်တာအဲ့မျိုးကဘယ်လိုမျိုးလဲဆိုကြပါစို့ကျွန်တော်တို့ကဒါကျွန်တော်တို့ရဲ့ဝင်နေကြပုံစံဆို trade တစ်ခုပေါ့ဒါကျွန်တော်တို့ရဲ့ဝင်နေကြပုံစံ trade တစ်ခုအဲ့မှာတရားရောက်ကဒီလိုမျိုးဝင်သူ့ရဲ့ training plan တိုင်းသူ stick လုပ်လိုက်တယ်သူကဒါလုပ်မယ်ဆိုတဲ့အတိုင်းလုပ်လိုက်တယ်လုပ်လိုက်ပြီးတော့ဝယ်လိုက်ပြီးတော့ဒီပုံလေးကို social media မှာဖြစ်စေဒါမှမဟုတ် signal မှာတင်လိုက်တဲ့အချိန်မှာကိုကအပြင်ရောက်နေတယ်ပေါ့နောက်ဝင်လဲကိုကညအိပ်ပျော်သွားတယ်မနေ့နိုးလာတဲ့အခါမှာကိုက market ကဒီနားလောက်ရောက်နေနောက်မှလည်းဒီနားလောက်ကိုရောက်နေအဲ့မှာကိုကမရဘူးသူပတ်စံသူ့ရဲ့ profit တွေအကျိုးမြတ်တွေရအောင်မြင်ပြီးတော့ကိုကလိုချင်လို့ဆိုတော့လိုက်ဝင်လိုက်တယ်ဆိုကြပါတော့လိုက်ဝင်လိုက်လို့ရှိရင်သူကအချိန်တိတ်မကြာတဲ့အချိန်တွင်းမှာသူကအကျိုးမြတ်နဲ့သူထွက်သွားပြီဒီတယောက်ကသူက 3% မြတ်ပြီးတော့ထွက်သွားပြီဒေါ်လာ300ရပြီးထွက်သွားပြီကိုကဆက်ထားတော့လောက်မှလိုက်ဝင်လိုက်ညလုံးနဲ့မြင်တော့ example ရပြောပြမယ်ဆိုကိုကအဲ့ကြမှာလိုက်ဝင်လိုက်ပြီးတော့ကြတော့ကိုရဲ့ stop loss ကဒီနားမှာမလုံမကြုံတဲ့နားမှာထားတာရှင်ကိုကအနှုတ်တန်နဲ့ပြန်ထွက်သွားမှာသူကငကိုတွေကဝင်ထားတဲ့ဟာအစောကြီးထွက်သွားပြီဆိုတော့အဲ့ဟာလည်းပြဿနာနည်းရှိအောင်ဆိုတော့ကိုကကိုယ့်ရဲ့ trade ကဘယ်နားမှာလဲဆိုတော့သိဖို့လိုတယ်ပြီးကြတော့အဲ့လိုမျိုး trade တစ်ခုဒါအပြင်မှာကြောင်းမှုတယောက်ဒါမှမဟုတ်ရင် social trading တစ်ခုကြောင့်မြင်လိုက်ရတဲ့ influence ကြောင့် trader တခါတလေကြာရင်ကို trade မယ်လို့စဉ်းစားထားတဲ့ဟာကို trade မယ်လို့စဉ်းစားထားရတဲ့နေရာရှိတယ်ဒီနေရာမှာကိုကမ trade ဖြစ်ဘူး
အကြောင်းကြောင့်ခုနကလိုချီလုံးချလုံးဖြစ်ပြီးတော့မ trade ဖြစ်ဘူးမ trade လည်းမ trade ဖြစ်ဘူးနောက်တစ်နိုင်လောက်ကြာတော့ဒါမှမဟုတ်ရင်ကိုကယုံသွားရတယ်ပေါ့နော်ယုံသွားရတယ်အလုပ်လုပ်ရတယ် meeting ထိုင်ရတယ်အစရှိသည်ဖြင့်အဲ့လိုကနေပြီးကိုတွေးလိုက်တဲ့အချိန်မှာဒါကြီးကတော်တော်အပေါ်ရောက်နေပြီဆိုတဲ့အခါမှာအတင်းလိုက်ဝယ်ပြီး trade တာအဲ့ဒါတွေအနေတော်တော်များတယ်လွတ်သွားရင်ထားလိုက်ပါမလိုက်နဲ့ပေါ့နော်တော်တော်ဘလောက်တက်ဘလောက်ကြကိုနဲ့မဆိုင်တော့ဒီ trade တစ်ခုကိုကလွတ်သွားပြီအဲ့လွတ်သွားတဲ့ဟာယူကအနောက်ကအတင်းနေလိုက် trade လို့ရှိရင်သူကကိုလည်းဝယ်လိုက်ပြီးတော့ဝုန်းဆိုပြီးပြန်ထိုးကြတဲ့အချိန်မှာကိုယ့်ရဲ့စိတ်ကအဲ့လိုမခံနိုင်တာနော်ဒီလိုမျိုးမှဆိုရင်ကိုတခါတိုင်းမှာဖုတ်ဆိုရဝယ်လိုက်ပြီးလဲပြီးတော့ကိုလည်းဝယ်ပြီးတော့ကိုမဝယ်ခင်တော့ကြောင့်အချောင်းလိုက်ကြီးတက်နေတယ်ကိုလည်းဝယ်ပြီးတော့ဖုတ်ဆိုထိုးကြသွားကိုထိသွားပြီးလဲပြီးတော့ပြန်တက်သွားတယ်ဆိုတော့ဘာဖြစ်လဲဆိုကိုယ့်ရဲ့ stop loss ကအဲ့မှာဘယ်လောက်မှထားမှလဲဆိုရဟာတက်တနာကြီးတက်လာကိုယ့် stop loss ကဒီအောက်မှာထားမှာလားအဲ့ကြတယ်အဝေးဖြစ်သွားပြန်ကက်ကက်လေးထားမှာလားကက်ကက်လေးထားလိုက်တာနဲ့တခါဝုန်းဆိုပြီးကိုဝယ်လိုက်ပြန်ကြာသွားတယ်ပြီးကြစက်မတက်ဘူးလားဆိုတော့တက်တယ်ဆိုတော့အဲ့လိုမျိုးတွေကတော်တော်ဖြစ်လေဖြစ်တာရှိတယ်ပေါ့နော်ဆိုတော့ trade လွတ်သွားရင်လည်းအနောက်ကနေအတင်းလိုက်ပြီးတော့မဝင်ပါနဲ့အနောက်ဆုံးတစ်ခုကကျွန်တော်ပြောပြချင်တာကျတော့ကျွန်တော် candlestick ကိုအရန်ယုံတာဆိုတော့ candlestick ကပြောရရင်တော့ candlestick ဆိုတာtrade တစ်ခုစီရဲ့အဲ့အချိန်မှာဖြစ်တဲ့အဖွင့်ပိတ်ဈေးကိုပဲသူလိုက်မှတ်ထားတာဘာမှအဲ့လိုတေးကြတယ်ဒါပေါ်ရင်မင်းဒါဖြစ်ကိုဖြစ်မယ်ဆိုတော့ဟိုပါဘောနော်တရဒီအာမခံချက်တွေလုံးဝမရှိဘူးအဲ့လိုမျိုးမှာကိုကမတိပဲနဲ့ပေါ့နော်ခါရကြရှင်ကိုကဒါတွေ့ရနဲ့ဒါဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ဟာမျိုးတွေရဲ့စိတ်တွေကအဲ့ဒါတွေကနည်းနည်းလေးအနေနဲ့ဖြစ်စေဆိုကြပါစို့ကျွန်တော်ကဒီမှာအောက်ကနေပြီးတော့နော်အောက်ကနေပြီးတော့ဒီကောင်ကအရှိန်နဲ့လာနေအဲ့မှာကိုကဒီအချိန်မှာဘယ်လိုခေါ်မလဲဒါလေးပေါ့နော်high test doji လေးတွေ့တာနဲ့ကိုကကောက်ပြီးတော့ဒါကတော့ငါတေးကြရဲ short လုပ်ပြီဆိုပြီးတော့ကိုသွားပြီး short လုပ်လိုက်တယ်ဆိုကြလာဆိုလေကြတယ်အဲ့ဒင်ကတော့တိုင်းထက်ကြပြီးလဲပြီးကိုယ့်ရဲ့ trick ကို stop loss ထိသွားဘာလို့လဲကိုစဉ်းစားလို့မရဘူးဘာဖြစ်လဲဆိုတော့ကိုက momentum ကိုသွား fight နေအရေးအကြီးသွား momentum အဲ့ momentum ကိုသွား fight တဲ့အခါဖြစ်တဲ့အတွက်ကိုယ့်ရဲ့ trick ကသစိုးမရှိဘူးဆိုတော့ဘလောက်ပဲကိုကအဲ့လို candlestick တွေတွေ့ candlestick တွေကတော့အဲ့လိုပဲအချိန်တွက်သူပေါ်ခြင်းလို့ပေါ်နေမှာပဲဟိုပါဘောနော်သူပေါ်ခြင်းတဲ့အတိုင်းပေါ်ခြင်းတဲ့အချိန်မှာပေါ်ခြင်းလို့ပေါ်နေမှာဖြစ်တဲ့အတွက်ဒီမှာဆိုလို့ရှိရင်အချောင်းလေးကအောက်ကိုကျနေအဲ့ကျတော့ဟာကိုကတော့ long လုပ်ပြီးဟေ့ဆိုပြီးတော့ long လုပ်လိုက်တယ်ခဏနေကြဖုတ်သူရှုံးသွားထွက်သွားတယ်ဘာကြောင့်မှမသိဘူးဘာကြောင့်လဲဆိုတော့ဒီခေတ်ကအမျိုးသူ့ရဲ့ဒီဂျားတွေထဲမှာပေါ်တဲ့ candlestick တွေနဲ့အဖျားတွေမှာပေါ်တဲ့ candlestick တွေရဲ့ကွာခြားမှုဆိုတော့တခုက signal ဖြစ်ပြီးတော့တခုက noise ဖြစ်တယ်ဆိုတဲ့ဟာတွေကိုလည်းနားလေရမယ်အဲ့ခါကျတော့အနည်းတန်းကြီးတော့ candlestick ကို rely မလုပ်ပါနဲ့ကျွန်တော်က candlestick တွေကသူ signal တခုပဲသူဒါဒီအချောင်းအရှည်နဲ့ lotus ဆိုကြီးပေါ်ပြီးတော့ကြတော့အစိမ်းကြီးပြနေဆိုတဲ့သဘောတရားသူက market ကစပြီးတော့ bullish sentiment စပြီးပြောင်းသွားပြီကျွန်တော်အပေါ်တက်တော့မယ်လို့ပြောတဲ့သဘောမျိုးပဲဒါပေမဲ့ဘယ်တော့လဲဆိုတော့မသိဘူးချက်ချင်းမဟုတ်ဘူးပြင်သွားလို့လှုပ်အောင်မှာဘာလို့အပေါ်လာအရှင်ညအဲ့အပေါ်လာအရှင်ကလှုပ်ပြီးရှင်ခါတက်ပြီးပြန်ပြီး retrace အောင်မှာဆိုတော့အဲ့ break and retest တွေကိုစောင့်ပြီးတော့တေချာတဲ့ confirmation တွေလို့ပေါ်တဲ့ candlestick လိုမျိုးကြမှာကိုရီးယားဝင်လို့ရှိရင်ကိုကဈေးကောင်းလဲရတယ်ပို့ပြီးတော့လည်း safe ဖြစ်တဲ့ stop loss ကြက်လေးထားလို့ရတယ်လုံးဝmarket run သွားလို့ရှိရင်လည်းလွယ်လွယ်ကူ manage လုပ်လို့ရ trade တွေကိုကရှာဖွေတွေ့ရှိလာပါနိုင်မယ်လာနိုင်ပါလိမ့်မယ်ပေါ့ဆိုတော့အဲ့တော့ back candlestick ကဘာဆိုတာမျိုးထက်စားရင်ကျွန်တော်တို့က structure ရဲ့ဘယ်နားမှာရောက်နေတာလဲပြီးကြတော့ market ကဘာကိုလုပ်ချင်နေတာလဲဆိုတဲ့ဟာတွေကိုအကုန်လုံးခြုံငုံကြည့်ပြီးတော့ကြာမှ candlestick ကိုစောင့်ဒါဆိုရင် final confirmation lotus doji တခုလာတဲ့အချိန်ပြီးတော့မှကျွန်တော်ကဝင်နေဆိုရင်ကျွန်တော်ရဲ့ stop loss ကိုဒီအောက်မှာရေးဝုန်းထားလို့ရတယ်အဲ့ဒါဘောမျိုးပေါ့ဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့က candlestick တွေ့တိုင်း candlestick ကိုဥတည်ပြီးတော့ပထမဆုံးဆက်စချင်းဆုံးဖြတ်တဲ့ decision မှာထားပဲနဲ့နောက်ဆုံးမှာထားရင်ကျွန်တော်တို့အတွက် trading မှာပို့ပြီးတော့အထောက်အကူပြုလာပါလိမ့်မယ်ဆိုတော့ဒါတွေအကုန်လုံးကကျွန်တော်တို့ဆက်စချင်း beginner တွေကျွန်တော်တို့ trading journey တစ်ခုစပြီးတော့လုပ်တဲ့အချိန်မှာ trading plan ကိုချရေးထားတဲ့ဟာပေါ်မှာ execute လိုက်လို့တဲ့အချိန်မှာဖြစ်ပေါ်တတ်တဲ့ပြဿနာအများဆုံးပေါ့ဆိုတော့နောက်တစ်ခုကျကျွန်တော်အပူထည့်ပြီးသတိပေးနေတာကြတော့ Binance မှာ mark price နဲ့ last price ဆိုတာရှိပါတယ်အဲ့တော့ mark price ဆိုတာကသူက stop loss ထည့်တဲ့ခါမှာ mark price ဆိုတာက Binance ပေါ်မှာရှိတဲ့ဈေးအပြင်ကျန်တဲ့ exchange 3-4ခုရဲ့ဈေးကိုသူကယူပြီးတော့ average ပြန်ချပေးတာဆိုတဲ့အတွက်သူအမြဲတမ်းနောက်ကျနေလိမ့်မယ်အမြဲနောက်ကျနေမှာဖြစ်တဲ့အတွက်သူကအမြဲနောက်ကျမှာဖြစ်တော့သူကဘယ်လိုလဲဆိုလို့ရှိရင်ဆိုကြပါစို့ပေါ့ဆိုအမြဲနောက်ကျမှာဖြစ်တဲ့အတွက်maybe ဒီနားလောက်ပါ
ကျွန်တော်တို့ရဲ့ stop loss ကိုသူအောက်ကိုလာပြီးတော့အဖျားခတ်သွားတယ်လူမျိုးလေးအဖျားခတ်သွားရင်အဖျားခတ်ပြီးတော့သူပြန်တက်သွားလို့ရှိရင်ကျွန်တော်တို့ရဲ့ stop loss ကိုသူ trigger မဖြစ်သွားဘူးဘာဖြစ်လဲဆိုတော့သူကတွက်နေရလို့သူကတခြား exchange တွေဟာကိုယူပြီးတော့ average ပြန်တွက်နေရဖြစ်တယ်အမြဲနောက်ကျတယ်အဲ့တော့ကျွန်တော်တို့ဒီဟာလေးကိုအဖျားလေးကိုခတ်သွားပြီဆိုလို့ရှိရင်သူကထိကျင်မှထိတယ်ကိုယ့်ရဲ့ stop loss ကမထွက်ဖို့ chance ပိုများတယ်နော်မထွက်သွားဖို့ကိုယ့်ရဲ့ stop loss ကမထွက်သွားဖို့ chance ပိုများတယ်အဲ့ဒါကကောင်းတော့ကောင်းတယ်ဒါပေမဲ့မကောင်းတဲ့ဟာတွေလည်းရှိတယ်မကောင်းတဲ့အခါကျဘယ်လိုမျိုးတွေလဲဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်တနင်္လာရီတွင်းမှာစောင့်ကြတဲ့အချိန်တွေမှာကိုယ့်ရဲ့ stop loss ကကိုကဒီအပေါ်မှာကိုကတော့ယူထားတယ်လိုမျိုးပဲပေါ့နော်ကိုယ့်ရဲ့ stop loss ကလည်းလိုမျိုးပဲတေချာလေးထားထားတယ်ဒါပေမဲ့စောင့်ကြတဲ့အချိန်မှာじゃဝုန်းဆိုပြီးတော့လို့တနင်္လာရီတွင်းမှာပြိုကျတဲ့အချိန်မှာကိုယ့်ရဲ့ stop loss ကဒီလောက်လောက်မှာထားရတဲ့နဲ့သူကတကယ်တွက်လိုက်ပြီးတော့ trigger လုပ်တဲ့အချိန်မှာသူရားတယ်ပေးတယ်စီကဒီလောက်ကြီးမှာပေးလိုက်လို့ရှိရင်ကိုကနှစ်ဆကျော်လောက်တော့တစားဟို 80% ထပ်ပေးလိုက်ကိုဒီမှာ100လောက်ပဲထားတယ် stop loss ကိုဒါပေမဲ့180လောက်ဒီကိုယ့်အိတ်ထဲပါသွားဘာကြောင့်မှမသိဘူးဆိုတော့ဒါက mark price ရဲ့သဘောတရားပေါ့ဆိုတော့ကောင်းတဲ့ဟာရှိတယ်မကောင်းတဲ့ဟာရှိတယ်သူရဲ့ကောင်းကျိုးဆိုးကျိုးရှိတယ်ဆိုတော့ last price ကိုကျွန်တော်ပြောင်းသုံးပါတယ်နောက်ပိုင်း last price ကအရေးကြီးရပါလို့ဆိုတော့ last price ကကြတော့တစ်ခါပြန်ပြီးတော့သူကလည်းသူကောင်းကျိုးရှိလို့ဆိုးကျိုးရှိတယ်ပေါ့ဆိုတော့ဘာလဲဆိုတော့အဲ့ဟို market ပေါ်မှာမြင်ရတဲ့ရှိသမျှဒီဟိုရှိတဲ့ order တင်ထားတဲ့ဈေးအကုန်လုံးသူထည့်ပြီးထည့်သွင်းစဉ်းစားဖြစ်တဲ့အတွက်သူက Binance ပေါ်မှာရှိတဲ့ဈေးဟာဒီပေါ်မှာအဖျားလေးပေါ်မှာတင်ထားရဆိုရှင်တကယ် market မှာမထိပေမဲ့2 point လောက်လို့ရင်တော့ထိပြီးတော့မှထွက်သွားသူအဲ့မျိုးကြရင်ကိုယ့်ရဲ့ဟို trade ကပိတ်သွားဖို့ chance ပိုများတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုလည်းကိုယ်သတိထားဖို့လိုတယ်ကိုယ့်ရဲ့ trade ကိုဘယ်နှမ်းမှယူထားရလဲဖြာယူထားပြီးကြတော့ stop loss ကိုနည်းနည်းလေးတာမန်နဲ့ပိုပြီးဝေးဝေးလေးမှာထားနိုင်တော့ပိုကောင်းတယ်အဲ့ဆိုရှင်ကိုယ့်ရဲ့ stop က safe ဖြစ်တယ်ပေါ့မဟုတ်ဘူးဆိုရှင်တော့အဖျားလေးခတ်ပြီးကြထွက်သွားတတ်တဲ့ဖြစ်တဲ့အတွက်ဟို last price ကတော့ तू ကအရင်ဆုံးထွက်မှာဟိုထိမထိသူကအရင်ဆုံးထိပြီးတော့ထွက်သွားမှာဖြစ်တဲ့အတွက်သတိလေးတော့ထားဖို့လိုတယ်ဆိုတော့ဒါကတော့ last price နဲ့ mark price ကိုကျွန်တော် stop loss မှာခံတဲ့အခါမှာသုံးတဲ့ဟိုပါပေါ့ဒါကြအမှားတော့မဟုတ်ဘူးဒါကတော့သတိပေးတဲ့သဘောမျိုးပဲဆိုတော့နောက်ပိုင်းမှာတော့ဒီmark price ကိုမသုံးမနဲ့ last price သုံးတာပိုများလာပါတယ်ကျွန်တော်ကတော့ဆိုတော့ဒါကတော့ကျွန်တော်တို့ trading ဒီ technical execution တွေနဲ့ပတ်သက်ပြီးတော့အဖြစ်အများဆုံးဖြစ်လေဖြစ်တာရှိတယ် command trading errors တွေအကြောင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်